အောင်မယ်ဟာတော့ဆိုင်တာပါဟာလေဟာလေတယ်တယ်လေးချစ်ကလေးတယ်ဟိုဘယ်လိုတက်တော့မှာငါလုံးက Happy birthday တက်တော့မှာဟိုလင်းမြန်းတယောက်ရှိတယ်ငါလီးတော့ Happy birthday အာဖဲချင်နေပြီဒါနဲ့အခုအဲ့လေ Happy birthday ဟောပြန်လာလိုက်ဘုရားရေးကြဒီဖိနာဘာကဖွင့်လာလိုက်ပါလေဒါကဖွင့်ပါဒီအဒီလေးကိုယူရပါလေဝိုင်းလိုက်နေမှာရုပ်ရည်အမှတ်မတင်တကယ်မတင်မဲ့ရုပ်ရည်ဆောင်းလာတဲ့နေရာကလိုက်ပြရုပ်အမြင်တော့ငါလိုက်လွတ်လာနော်ဆောက်ဖို့ရအောင်ပြောငါတဲပေါ်တယ်မှာငါပြောပွင့်လင်းမြင်သွားတဲပေါ်တယ်မင်းတို့ငါပြောပါမဟုတ်စိတ်လိုက်ရမင်းတို့ငါစကားပြောစင်လို့ဒီလိုမောင်းလာတာဘာရှင်းရပွင့်လင်းမြင်သွားတဲပေါ်တယ်အဲ့လေကောင်းမိုက်တယ်မဆိုးလိုက်လေအစစ်အမှန်နေပဲတဲပေါ်တယ်မကြည့်လိုက်ငါစကားပြောဖို့ငါညနေဆောင်ငါကားထွက်မောင်းမယ်ဆိုပြီးတော့ live ပြင်မယ်ပေါ့နော် line ပြီးလို့ရှိရင်ပေါ့သွားတယ်အမှန်မတင်တကယ်မတင်ရုပ်တက်ချက်ချင်းပလိုက်ငါစိတ်ထဲမှာစောင်းအောင်လှလို့ခံစားလို့မင်းတို့ငါရိုက်ပြဖို့နော်ဆက်ရှိုးတယ်ကွာ